ဆိုဗီယက်ဇင်နဲ့ဟေဝီယန်တို့အတွဲကိုအရောက်ပို့ပေးခဲ့ကြတဲ့တိုင်ရွန်နဲ့မီမီပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လီထော်ခီကနေပြန်လေးကြိုဆိုလိုက်ပါတယ်တနိုင်ငံလုံးကသူတို့တွဲနေရတိကြပေမဲ့သူတို့ကိုယ်တိုင်ကတော့အခုထက်ထိချစ်စရာမောင်နှမတွေအဖြစ်နာမည်ယူထားကြတယ်မင်းသမီးဆိုဗီယက်ဇင်နဲ့မင်းသားဟေဝီယန်တို့အတွဲကတော့လူပုံအလဲမှာမင်္ဂလာဆောင်တဲ့တခြင်းနဲ့ဖြောပြခဲ့ကြတာပဲဖြစ်ပါတယ်နှစ်ဦးစလုံးကလည်းအနုပညာလောကမှာနာမည်ရပြီးသားသူတွေဖြစ်ကြပြီးတော့ပရိသတ်တွေအခိုင်အမာရပြီးသားဖြစ်ပါတယ်။မင်းသမီးဆိုဗီယက်ဇင်ဟာအခြေရေးကိစ္စမှာနာမည်ပြတ်လုံးဝမရှိခဲ့ဘူးသူဖြစ်ပြီးတော့သူမရဲ့အခြေရေးကိစ္စတွေထဲမှာမင်းသားဟင်းဝီယန်တယောက်တည်းသာရှိခဲ့တာဖြစ်ပါတယ်။အနုပညာလုပ်ဖို့မွေးဖွားလာတဲ့သူလို့ပြောရလောက်တဲ့အထိအတော်ရီအမတွေဟာမင်းသမီးတွေဖြစ်ကြတဲ့အတွက်သူမကိုယ်တိုင်ကလည်းအရွယ်မတိုင်ခင်မှာအနုပညာလောကတွေကိုဝင်လာခဲ့တာပဲဖြစ်ပါတယ်။အရွယ်ငယ်ငယ်နဲ့အနုပညာရှင်မင်းသမီးတယောက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။20ကျော်အရွယ်မှာမင်းသားဟင်းဝရင်နဲ့တွေ့ပြီးတော့ဇက်ကားတွေများစွာရိုက်ကူးခဲ့ရကနေအတွဲညီလွန်ပြီးတော့ပရိသတ်တွေရဲ့အကြိုက်ကိုရရှိခဲ့ကြပါတယ်။ဒါကြောင့်မဲ့အဲ့ဒီအချိန်ကလေးကမင်းသားဟင်းဝရင်နဲ့နာမည်ထွက်ခဲ့တာဖြစ်ပါတယ်။မင်းသားဟင်းဝရင်ကတော့မင်းသမီးများစွာနဲ့လည်းနာမည်ထွက်ခဲ့မှုတဲ့အပြင်နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့မင်းသမီးမိုးယူဆန်နဲ့အဆိုတော်မင်းသမီးဝိုင်းစုခိုင်သိန်းတို့နဲ့နာမည်ပြတ်လောက်တဲ့အထိတောင်ရှုပ်ထွေးတဲ့ပတ်သက်မှုတွေရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုရှုပ်ထွေးရတဲ့အကြောင်းရင်းကမင်းသားရဲ့အမေဖြစ်သူနဲ့ညီမဖြစ်သူတို့ကြောင့်ဖြစ်ပြီးတော့အဲ့ဒီနှစ်ယောက်နဲ့ရှုပ်ပြီးရဲ့နောက်ပိုင်းမှာပဲအနုပညာရှင်တွေမှသတင်းမထွက်တော့တာဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးဆိုဗီယက်ဇင်နဲ့သတင်းထွက်နေတဲ့ပုံမှာတော့ဘာကန့်ကွက်ချက်မှမရှိပဲသဘောထားကိုပြသပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပရိသတ်တွေသဘောတူထားကြတဲ့အနုပညာရှင်စုံတွဲတွေများစွာရှိပါတယ်။ဒါပေမဲ့တော်တော်များများကတော့ကိုယ်ပိုင်ဘဝနဲ့အိမ်ထောင်ရသားကြကုန်ကြပြီဖြစ်တဲ့အတွက်မင်းသမီးဆိုဗီယက်ဇင်တို့အတွဲကတော့ပရိသတ်တွေအလိုကျရှိနေကြသေးရပဲဖြစ်ပါတယ်။ဒါကြောင့်အားလုံးဟာအမှန်တကယ်နီးစပ်အောင်ပြုလုပ်နေကြတာဖြစ်ပါတယ်။နီးစပ်အောင်ပြုလုပ်ကြတဲ့သူတွေထဲမှာအနုပညာရှင်တွေလည်းပါဝင်ကြပြီးတော့မင်းသားတိုင်ရွန်နဲ့အလှမဲ့မိမိတို့ကတော့ပေါ်တင်လှော်ပြီးနေကြတာဖြစ်ပါတယ်။မင်းသားတန်ရွန်ကလည်းမကြတော့တဲ့အချိန်မှာထိတ်တန်းမင်းသားနေရာကိုရောက်ဖို့အတွက်တက်လန်းတွေများစွာရှိရသူတယောက်ပဲဖြစ်ပါတယ်။အားပေးသူပရိသတ်တွေများစွာပိုင်ဆိုင်ထားပေမဲ့လည်းမာနာမကြည့်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့တန်ရွန်ဟာမင်းသမီးဆိုဗီယက်ဇင်နဲ့မင်းသားဟင်းဝီယန်တို့ရဲ့ငယ်စဉ်ဖန်တယောက်ပဲဖြစ်ပါတယ်။မင်းသမီးနဲ့မင်းသားတို့ရဲ့ဖျော်ဖြေမှုတွေကိုအမြဲတမ်းနောက်ကနေပြီးတော့ပံပိုးပေးနေတဲ့သူဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းမှာစိန်နှန်းတော်ရဲ့ပွဲတစ်ခုမှာမင်းသမီးတို့ဇုံတွဲကိုပန်းတွေကျဲပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဆိုဗီယက်ဇင်နဲ့ဟင်းဝီယန်တို့ဟာမင်္ဂလာသချင်းကိုအတူဖျော်ဖြေခဲ့ကြတဲ့ချိန်မှာမင်းသားတန်ရွန်ကပန်းတွေကျဲပြီးတော့ပျော်ပျော်ကြီးကိုပံပိုးပေးခဲ့ကြတာဖြစ်ပါတယ်။သူရဲ့အပြုတ်မှုကြောင့်ပရိသတ်တွေကလည်းအချိန်ခဏတာလောက်ပျော်ရွှင်ခဲ့ရသလိုငယ်စဉ်ဖန်တွေကလည်းမျောလင်းချက်အယောင်ကြီးလေးတန်းခဲ့ကြရတာဖြစ်ပါတယ်။ဆိုဗီယက်ဇင်အိမ်အောင်ကြဖို့အတွက်ပံပိုးစူးစမ်းပေးနေကြတဲ့သူတွေထဲမှာပရိသတ်တွေနဲ့မိသားစုဝင်တွေဒါမှမဟုတ်မင်းသားတန်ရွန်နဲ့မင်းသမီးမိမိတို့လည်းပါဝင်ကြောင်းသိရှိရတဲ့အပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခွန်မှတ်မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။